နေ့မှာတော့လုပ်ငန်းရှင်တိုင်းအခမဲ့အသုံးပြုလို့ရမယ့် V2 လေးကိုကျွန်တော်ပြပြတော့ဖြစ်တယ်ပေါ့နော်အရင်ဆုံးသုံးဖို့တက်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ website ဖြစ်တဲ့ Binovator.isa ဆိုတဲ့ website ကိုဝင်လိုက်ပါပြီးတော့ဒီ V2 ဆိုတဲ့ဟာလေးကို hoover တင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအများကြီးကျလာလိမ့်မယ်ပေါ့နော်အဲ့ထဲမှာကိုကြိုက်တဲ့အရာကိုစိတ်ကြိုက်အခမဲ့သုံးလို့ရပါတယ်ဥပမာကျွန်တော်ပြောရမယ်ဆိုလို့ရှိရင် content calendar ဆိုလို့ရှိရင် content calendar နှိပ်လိုက်မယ်ဒီမှာကိုကြိုက်တဲ့အရာလေးတွေကိုဥပမာစတုံးရနေစတုံး education နဲ့ content ပြီးတော့ဒီမှာ topic ကိုယ့်ရဲ့ခေါင်းစဉ်ကပါလဲထားပါတော့title 1ရောဒါဥပမာကျွန်တော်ပြောပြတာ note မှာကြတော့note for education နဲ့ edu content ပေါ့နော်ဒါဥပမာပြပြကိုမှပုံနေဗီဒီယို link ရှိရဆိုရှင်ဒီမှာ play လိုက်လို့ရတယ်ပြီးတော့ edu calendar ဒီမှာဖွင့်သွားပြီတော့ကြောင့်မှာ15ရက်နေ့တခါကျွန်တော် content တင်မယ်ဆိုလို့ရှိရင် plan လုပ်မယ်ပေါ့နော်15ရက်နေ့မှာငါပါတင်ပါလဲအနာသိမ်းမှတင်မယ်ကိုကဒီမှာကိုကြိုက်တာကိုဖြည့်ပြီးတော့ edu calendar နေလိုက်ရပြီနော်ကိုကဒီမှာဒါတော့မထည့်ရသေးလို့ဒီမှာသူထည့်ခိုင်းနေအဲ့ဒါကျွန်တော်စမ်းပြရမလို့ကျွန်တော်မထည့်ပြီးတော့ဘူးဒါမှစမ်းလို့တုံးပြလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီမှာကိုလေးလာလို့ရတဲ့ brand blueprint မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ research brand strategy ပြီးတော့ဒီ brand identity ကျွန်တော်အများကြီးကျွန်တော်ထည့်ပေးရတယ်ပေါ့နော်အဲ့မှာကိုကြိုက်တာကိုလေးလာလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီမှာဒီ business တွေအတွက် calculation ပေါ့နော်အဲ့တော့ calculation မှာဆိုလို့ရှိရင်ကျွန်တော်အများကြီးထည့်ပေးထားတယ် ROS calculator ပေါ့နော်ပြီးတော့ဒီ customer lifetime value ပေါ့ဒီ engagement rate calculator ကျွန်တော်အများကြီးထည့်ပေးထားတယ်အဲ့တော့ကိုကြိုက်တဲ့အရာကိုဟိုသုံးပြလို့ရတယ်ပေါ့နော်ကျွန်တော် currency အနေနဲ့လည်းဒီ USD THB စင်ကာပူဒေါ်လာ3ခုကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်ဒီ MNK ကကျွန်တော်မထည့်ပေးတော့ဘာလို့လဲဆိုတော့ဥပမာကျွန်တော်တို့ဒီကြော်ညာတယ်ပဲထားဥပမာပေါ့နော် Facebook မှာကြော်ညာဆိုလို့ရှိရင် US နဲ့ကြော်ညာလို့ရှိရဲ THB နဲ့ကြော်ညာလို့ရှိရဲစင်ကာပူဒေါ်လာနဲ့ကြော်ညာလို့ရှိရဲအဲ့လိုအတွက်ကြောင့်မလို့ကျွန်တော်ကဒီ currency 3ခုလိုပဲအဓိကထားပေးထားတာပေါ့နော်မှာ one page marketing plan ဆိုရင်လည်း check လိုက်မယ်ဆိုလို့ရှိရင်ဒီမှာတခါတည်းရိုက်ပြီးတော့ print ထုတ်လို့ရတဲ့အရာမျိုးကိုကျွန်တော်လုပ်ပေးထားရပါတော့ print လုပ်ပြီးဆိုတော့တခါတည်း PDF တန်းထွက်လာတယ်အဲ့လိုမျိုးကျွန်တော်လုပ်ပေးထားပါတယ်ဒါတစ်ခုပေါ့နော်ဒီမှာဆိုလို့ရှိရင် marketing framework မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာလေ့လာလို့ရပါတယ်ပေါ့နော်ကျွန်တော်ဘာခွဲလဲလေ့လာလို့ရတယ် customer journey ကြီးကျွန်တော်လေ့လာလို့ရတယ် business group framework ပေါ့နော်ဒါလေးကျွန်တော်လေ့လာလို့ရပါတယ်ဒါတော့ကျွန်တော်အနေနဲ့ဒီလေ့လာလို့ရအောင်ထည့်ပေးရတဲ့အရာလေးဖြစ်ပါတယ်အဲ့တော့ဒီ feed မှာဆိုလို့ရှိရင်အများကြီးရှိရပေါ့နော်အဲ့ဒါတွေကိုကျွန်တော် website ထဲမှာဝင်ပြီးတော့မှအခမဲ့စိတ်ကြိုက်အသုံးပြုလို့ရပါဆိုတော့အရာကိုကျွန်တော်ဒီပြောပြချင်တာပါ